Hello guys အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ Henry ပါ brother တို့ကျွန်တော်ပြောပါအောင်မယ် brother တို့ဘာဖြစ်လို့ကျွန်တော် channel ကခုနကပထမ episode 1ပေါ့နော်ကျွန်တော်တင်တော့2.1k တောင်ဗျာ view อ่ะဒါပေမဲ့ကျွန်တော် subscribe လုပ်တာဘယ်လောက်မှမရှိဘူးဗျာ brother တို့တောင်းဆိုတာကကျွန်တော် subscribe လေးဖြင့်ကူညီပေးခဲ့ကြပါအောင်ဗျာကျွန်တော်အိမ်နေလဲစောက်ထားတယ်ဟို episode ကကျွန်တော်အိမ်နေလဲစောက်ထားတယ်ပြီးတော့ကျွန်တော်ဒီမှာပေါ့နော် mind တွင်းဟာလေးလဲစောက်ထားတယ်ပြီးတော့ကျွန်တော် channel ပေါ့နော်တိုးချန်လေးလဲရထားတယ်ပြီးခွေးလေးတစ်ကောင်လေးရထားတယ်ဗျာအခွေးကတော့သိနေတယ်ပေါ့နော်အဲ့နဲ့ကျွန်တော်ကနေပြီး brother တို့ပြရရှိရပေါ့နော်ပြရရှိရဆိုတော့ဘာပြမလဲဆိုတော့စဉ်းစားလိုက်ပါဩတီးပြီမှတ်မိပြီအဲ့တော့ကျွန်တော်အဲ့ chef တဲကသွားပြီးတော့ pick up လေးယူလိုက်တယ်ပေါ့နော်pick up ကိုယူပြီးရတယ်ကျွန်တော် minor နဲ့ဆင်းလိုက်ပါတယ် brother တို့channel ကိုတော့ subscribe လုပ်ထားပြီပေါ့နော်ကျွန်တော်ဒီအတန်သွင်းတာကိုကျွန်တော်ပထမမသွင်းမိပဲနဲ့ကျွန်တော်တောက်လျှောက်ပြောနေရပေါ့နော်ပြီးတော့မှသတိပြန်ရပါတယ်ကောင်းတာပဲဗျာ brother တို့ပြမယ်ဆိုတော့ trail ထူးတော့မဟုတ်ပါဘူးကျွန်တော်တူးလို့ရတဲ့ဟာလေးပေါ့နော်ဘာလဲဆိုတော့ကြည့်လိုက်ပေါ့နော်ဟဲ့ diamond မှာတဲ့တုံးလဲဆိုတော့တူးလိုက်ကြရအောင်တစ်တုံးနှစ်တုံး and then တစ်တုံးသုံးလုံးပဲဖြစ်ပါတယ်ဆိုတော့တူးပြီးဆိုတော့ကျွန်တော်ပေါ်ပြန်တက်ရပါတော့โอเคပေါ်ပြန်ရောက်သွားပြီဆိုရင်တော့ကျွန်တော်တို့ရင်တော့တကားလေးကိုရင်ပိတ်လိုက်မယ်ပေါ့နော်တကားပိတ်ပြီးဆိုရင်တော့ကျွန်တော်တို့ဒီနာလေကဒီနားမှာတော့ကောင်းမှာမဟုတ်ဟိုဘက်နားလောက်သွားလုံးမယ်ဗျအဲ့ဘက်နားလောက်မှာလေကမိုက်မယ်လို့တော့ထင်တယ်နားမှာကျွန်တော်လေလုံးမယ်ပေါ့နော်โอเคလေလုံးလိုက်ရအောင်ဗျကျွန်တော် time lapse တော့မရိုက်တော့ဘူးဘယ်လိုလုပ်မလဲဆိုတော့ရင်တော့ကျွန်တော် crafting တွေပဲသွားယူလိုက်မယ်ဗျcrafting တွေပဲသွားယူလိုက်မယ်။အော်နေပါအောင်ကျွန်တော်မတသားရရှိသားပဲ။အော်ဟုတ်သားပဲကျွန်တော်အဲ့ crafting တွေပဲလုပ်လို့ရတယ်ပဲ။ crafting တွေပဲတစ်ခုလုပ်မယ်။ပြီးရင်ကျွန်တော် stick လေးနည်းနည်းပါလုပ်လိုက်မယ်။ဒါဆိုရင်ကျွန်တော် hole တော့ရမှာထင်တယ်ဗျ။အရင် craft လိုက်ပါမယ်။ hole တော့ရမှာထင်တယ်။ဒါမှမဟုတ် craft တော့ရတယ်ဒါပေမဲ့ craft တော့ပါဘူး stone hole လေးပဲကောင်းပါတယ်။ကျွန်တော်တို့ပြီးတော့တဲတွေကိုကျွန်တော်တူးဖို့လိုတယ်နော် brother ဒီမှာကျွန်တော်အပင်နေဆိုင်မှာဆိုတော့တဲတွေမရှိသေးဘူးဒါကြောင့်ကျွန်တော်တဲတွေကိုမြေကြီးတွေလိုက်ဖုံးပါတယ်အဲ့ဒါနဲ့ကျွန်တော်မြေကြီးကိုကုံရပါတယ်မြေကြီးကိုကုံရတော့ကျွန်တော်မြေကြီးထပ်တူးဖို့အတွက်ကျွန်တော်တူးတဲ့ shovel လေးကိုကျွန်တော်ထပ်ပြီးတော့ craft ပါပဲ shovel stone လေးပေါ့နော် okay craft ဖို့ဆိုရင်တော့ iPad down ကမြေကြီးကြီးအကောင်းဆုံးပဲဆိုတော့ကျွန်တော်တူးပါတယ်တူးနေရင်ညနေတောင်ရောက်လာပြီဗျရောက်လာရင်ကြောကောင်းကင်ရဲ့အလှကိုရှိုးပါတယ်မိုက်တယ်နော်ကောင်းကင်ရဲ့အလှရှဲ့ပဲအဲ့ဒါနဲ့ကျွန်တော်အိမ်မယ်ဆိုပြီးတော့မအိမ်ခင်ကျွန်တော်ကောင်းကင်ရဲ့အလှကိုရှဲ့ရှိုးပါတယ်ရှဲ့ရှိုးပြီးရတယ်ကျွန်တော်အိမ်ထဲကိုပြေးဝင်သွားတယ်ပေါ့နော်ပြီးတော့ကျွန်တော်အိမ်ရကိုတစ်ချက် click နှိပ်ပြီးတော့အိမ်သွားပါတယ်အိမ်ပြောနေသည် okay good morning ပါကျွန်တော်တကားတွေပါပိတ်ပြီးတော့ကျွန်တော်ကျော်ရဲ့ဟာပဲပြီးသွားပြီပေါ့နော်ကျော်ပြေးပြီးတော့ကျော်ရဲ့လုပ်ငန်းကိုပြန်စမယ်ပေါ့နော်လုပ်ငန်းမစခင် brother တို့ပြင်းနေပါဆိုတဲ့အတွက် brother တို့ကိုကျွန်တော် channel လေးခုနဲ့မိတ်ဆက်ပေးပါမယ် brother တို့ Roblox ဆော့အသေးရင်ပေါ့အဲ့ channel မှာကတော့ double giveaway ကိုsubscriber 200ပြည့် double giveaway ပေးပါဖြစ်တဲ့အတွက်brother တို့မဝင်မဖြစ်ဝင်ထားပါမယ်ဝင်ထားရပါမယ်ဘယ် channel လဲဆိုတော့ဘယ်လိုရှာမလဲဆိုတော့ဗျာsearch bar မှာTelegram search bar မှာ tt_z_store z ဆိုပြီးတော့ကျွန်တော်အဲ့မှာရိုက်ရှာထားတဲ့ screen မှာကျွန်တော်အဲ့မှာရေးပေးထားတဲ့အတိုင်းရိုက်ရှာလိုက်ပါဒါဆိုရင်ဒီ channel ပေါ်လာမှာဖြစ်ပါတယ်ဒီ owner ကတော်တော်သဘောကောင်းပြီးတော့တော်တော်လေးအဆင်ပြေပါတယ်ယုံကြည်မှုကတော့တရားရခိုင်နှုန်းမှာနာမည်ပြတ်စီရင်တော့မရှိပါဘူး brother တို့လည်းသူ့ကို support ပေးကြပါကျွန်တော်သူ့ရဲ့ဒီ channel user name ကိုကျွန်တော်ဒီ screen မှာကျွန်တော်ရေးပေးထားရပါတော့သူ့မှာတော်တော်လေးကိုမိုက်တဲ့double ကြီးကို giveaway ပေးနေပါတယ် double giveaway တင်မဟုတ်သေးဘူးဗျ double ယူရင်ယူမယူရင်2000ယူလို့ရတဲ့အခွင့်အရေးကြီးပါရှိရဗျလိုတာကတော့ subscriber 200ပြည့်ဖို့ပဲပေါ့နော်ကျွန်တော်လေးရတော်တော်ရှည်သွားပြီဗျ okay ဗီဒီယိုလေးကိုရေးစင်းကူကြအောင်ကျွန်တော်လည်းဒါနဲ့လုပ်ပြီးပြီဆိုတော့ကျွန်တော်ထည့်ထားတဲ့အဒုံပေါ့နော်အဲ့ဒါကိုကျွန်တော်လည်းစမ်းပြမယ်
ဒီရတော့တစ်ခုတ်တဲ့တော့ဗျအတစ်ကိုအောက်ဒီအပင်ပေါ့နော်ပင်စီအဲ့ပင်စီကနေအဲ့လို shift ဖွင့်ပြီးတော့အဲ့လိုခုတ်ပေးခြင်းအဖြစ်တပင်လုံးကိုပြုတ်သွားစေပါတယ်တစ်ခုခုတ်တပင်ပြုတ်ဆိုတဲ့အတော်လေးပေါ့နော်ဒီအတော်လေးပါโอเคတပင်လုံးတော့ပြုတ်သွားပြီဗျကျွန်တော် dark blur တွေနဲ့ဒီလိုအပေါက်ကလေးဖြစ်တဲ့ဟာလေးကျွန်တော်လိုက်ပြီးတော့ဖြည့်ပေးမယ်ပေါ့ပြီးသွားရင်ဒီနားမှာတစ်ခုဆောက်ဖို့ရှိသေးတယ်ဗျဟို fruit ဟိုပါချက်တွေเนี่ยချက်တွေသိရမလား ချက်တွေထားလို့ရတဲ့နေရာလေးတစ်ခုကျွန်တော်လုံးမယ်ကျွန်တော်ဒါလေးတူးပြမယ်အဲ့ပါဗျာသစင်ချင်းဗျစင်ချင်းတူးရင်းနဲ့တော့တပင်လုံးပြုတ်သွားမှာဗျာတကယ်အပြင်ဟာအတိုင်းပဲ realistic တော့ဆန်တယ်မှာကြီးတပင်လုံးပြုတ်သွားတော်တော်လှတယ်မိုက်လည်းမိုက်တယ်ဗျကြော channel လေးကိုတော့ subscribe လေးတော့လုပ်ခဲ့ပါ brother တို့ရ okay ဆိုတော့ကျွန်တော်ဒီမှာအပေါက်လေးဖြစ်နေတဲ့ဟာလေးတို့နည်းနည်းလေးထပ်ဖြည့်လိုက်မယ်ပေါ့နော်နည်းနည်းလေးထပ်ဖြည့်ပြီးဟိုဘက်ကသဲတွေလည်းရှိသေးတယ်အဲ့သဲတွေလည်းကျွန်တော်ပြန်ပြီးတော့ပြန်ဖြည့်ရမယ်ပေါ့နော်ကျွန်တော်သဲတွေဖြည့်နေပါတယ်ကျွန်တော်ဒီသဲတွေကအမှန်တိုင်းပြောရင်ကျွန်တော် sugar cane စိုက်မလို့ဒါပေမဲ့ကျွန်တော် family လုပ်ချင်လို့ဗျကျွန်တော်ဖြတ်ကြတာbrother တို့ကျွန်တော်ရဲ့ဟိုဘောနော်အရင် channel ကလူတွေကျွန်တော်အားမပေးတော့ဘူးဗျဘာလို့ဆိုတော့ကျွန်တော် Roblox video မတင်တော့လို့ပါ brother တို့ကျွန်တော် sport video တော့လိုတယ်ဗျကျွန်တော် Roblox ဘိုင် Minecraft ဘက်ကိုလုံးဝကြီးကူးပြောင်းလိုက်ပြီပေါ့နော်ကျွန်တော်ကြရင်လေACC account တစ်ခုတော့ကျွန်တော်ရထားတယ်ပေါ့နော်အဲ့ account နဲ့ကျွန်တော်နောက်ကြရင် video ရိုက်ဖို့တော့ရှိသေးတယ်ဗျအဲ့ကြရင်လေကျွန်တော်အားပေးကြပါဟိုအကောင့်မယ်နာဆန်ပဲဗျအဲ့မှာအဲ့အကောင့်ကျွန်တော်ပြပြပြီးပါတော့ဒီကောင်ပေါ့အဲ့အကောင်ပါโอเคဆိုတော့ကျွန်တော်ဘာလို့လဲကောင်းမလဲပေါက်ဖောက်ဟုတ်တယ်ကျွန်တော်အပေါက်ဖောက်ပါမယ်ကျွန်တော်ဒီနားမှာတစ်ပေါက်ဖောက်မယ်ပြီးရင်ဒီနားမှာထပ်ဖောက်ပြီးသွားရင်ဒီနားမှာထပ်ဖောက်မယ်ပြီးသွားရင်ကျွန်တော်တို့ဒီနားမှာထပ်ဖောက်ရအောင်လားဘယ်နားမှာထပ်ဖောက်ဒီနားမှာထပ်ဖောက်မယ်ကျွန်တော်နှစ်ခုတိုးမိသွားပြီပြန်ဖြည့်လိုက်ပြီပြီးရင်ဒီနားမှာထပ်ဖောက်မယ်ဒီနားမှာထပ်ဖောက်မယ်ဒီနားမှာထပ်ဖောက်မယ်โอเคဒီလောက်ဆိုရတော့ပြီဒီနားမှာနည်းနည်းထပ်ဖောက်လိုက်ဒီကောင်လေးကကြည့်လို့ဆင်ပြေပါမလားမသိဘူးโอเค let's go လိုက်ကြည့်လိုက်ပါတော့ကျွန်တော်ရေလိုက်ဖြစ်မယ်ဆိုရင်ထည့်လိုက်ပြီပေါ့နော်ထည့်လိုက်ပြီခတ်တယ်ထည့်တယ်ထက်ခတ်တယ်ထည့်ပါတယ်ပြီးတော့ထပ်သွားခတ်တယ်အဲဒီနားမှာပေါက်တော့ပေါက်ခတ်တယ်ထည့်တယ်ခတ်တယ်ထည့်တယ်ခတ်တယ်ထပ်ထည့်တယ်ထပ်ခတ်တယ်ဗျာထပ်ထည့်တယ်ဗျာဒီနားကြီးကျွန်တော်တို့ပိတ်လိုက်တော့မယ်ဗျာတိတ်ပြီးတော့မိုက်ထင်တာပဲပြီးရင်ကျွန်တော်ဟိုးနဲ့လိုက်လုပ်မယ်ပေါ့နော်ဟိုးလေးနဲ့လည်းပါထပ်လုပ်မယ်โอเคပြီးတော့မယ်ပေါ့နော်โอเคဆိုရင်တော့ပြီးသွားပြီပေါ့နော်ပြီးသွားပြီဆိုကျွန်တော် seed တွေလို့ရဗျကျွန်တော် seed တွေလို့ရဆိုတော့ကျွန်တော်craft or ကျွန်တော်အဲ့ဟိုဗာလဲလေလန်းနေတယ်မှာဗျာကျွန်တော်လမ်းကိုရှောက်ဖို့အတွက်ကျွန်တော်အဲ့ oak slab လေးပေါ့ oak slab အဲ့တက်တာ slab လေးလိုက်ပြီးတော့အဲ့တက်တာ slab လုပ်ပြီးတော့ကျွန်တော်အဲ့ဒါကိုလိုက်ပြီးတော့ဒီလိုမျိုးလေးဖြစ်အောင်လုပ်တယ်လုပ်ပြီးတော့ကျွန်တော်အတေချားကြီးတော့ကြိုးစားပြီးလုပ်ပါတယ်ကျွန်တော်ဗီဒီယိုကိုကျွန်တော်ကြိုးစားပြီးတင်ပါမယ် edit တွေကိုတစ်ထပ်ကောင်းအောင်လည်းကျွန်တော်လုပ်ပေးပါမယ်ဟုတ်ကဲ့ပါโอเคဆိုတော့ဒီလိုမျိုးလေးဖြစ်သွားပြီကျွန်တော် seed ကတစ်စီပဲရှိရပါတော့seed ကတစ်စီပဲရှိရဆိုကျွန်တော်ထပ်ပြီးရှားမှာပေါ့နော်ထပ်ပြီးရှားမှာဆိုတော့ဒီ seed ကိုတော့ကျွန်တော်စိုက်ခဲ့လိုက်ပဲဗျโอเคစိုက်ပြီးသွားပြီဆိုကျွန်တော် seed တင်လိုက်ရှာမယ် seed ကဘယ်မှာရှိနိုင်လဲဆိုတော့ဟိုဘက်လောက်မှာရှိမယ်ထင်တယ်ဒီမှာတစ်စီရပြီဗျ seed တွေကကျွန်တော်လိုက်ရှာညအောင်ရောက်နေပြီဗျစီက2စီလောက်ပဲရသေးတယ်ဆိုတော့ကျွန်တော်အိမ်ကိုပြန်မယ်ပေါ့နော်အိမ်ကိုပြန်မယ်ကျွန်တော်ရဲ့စိုက်ခင်းလေးကလည်းမှောင်နေလို့ဗျကျွန်တော်မီးလေးထုံးမိခဲ့တယ်မီးလေးတစ်တိုင်းထုံးမိခဲ့တယ်ပေါ့နော်မှောင်နေလို့ထုံးမိတယ်ကျွန်တော် creeper ကိုကြောက်ရတယ်ဗျညဘက်ဆိုရင် creeper ရဘောင်းဆိုရင်မှထပေါက်သွားလိမ့်မယ်
စမပြေဘူးကျွန်တော်မီးရုပ်ကင်ပြီးတော့ကျွန်တော်အိမ်ထဲကိုပြေးသွားတယ်အမ double ကင်ပြီးခေါင်းဖွင့်သွားပြီးတော့အိတ်လိုက်ပါတယ်good night ပါအိတ်လို့ကတော့စင်ပြေတယ်ဗျโอเคမနက်မိုးလင်းပြီဆိုရင်တော့ကျွန်တော်တို့ရဲ့လုပ်ငန်းလေးဖြစ်တဲ့လေယာစိုက်ပျိုးရေးလုပ်ငန်းကိုစတင်မှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်မီးတိုင်လေးတော့နည်းနည်းလေးထုံးမှရမှာဗျဟုတ်ဆိုညမှောင်ရဲ့စမပြေဘူးဒီနားလေးကကျွန်တော်ကြည့်လို့သိမကောင်းလို့ဆိုပြီးကျွန်တော်ထပ်ပြီးတော့တိုးချဲ့လိုက်ပါတယ်တိုးချဲ့ပြီးတော့ဘာဆက်လုပ်ရင်ကောင်းမလဲဆိုပြီးတော့ကျွန်တော်စဉ်းစားနေရချင်ဒီနားလေးနဲ့ထပ်ပြီးတော့တုပ်လိုက်တယ်ပေါ့နော်ကြည့်လို့မကောင်းလို့ slab လေးတစ်ခုထပ်ထားရတယ် slab လေးတစ်ခုထပ်ထားပြီးတော့ကျွန်တော်အဲ့အပင်လေးတွေကိုစိုက်မယ်ပေါ့နော်ကျွန်တော်အပင်ကိုစိုက်မယ်ဆိုဘာတွေးနေလဲမသိဘူးဗျာအဲ့မှာကျွန်တော် seed တွေလိုက်ရှာသေးတယ်အပင်ကတိတ်ပြီးတော့မရှိသေးရဖြစ်တဲ့အတွက်ကျွန်တော် seed တွေလိုက်ရှာတယ် seed တွေရှာတော့တော်တော်လေးကိုမိုးချုပ်သွားတယ်ပေါ့နော်ဟိုမိုးလင်းသွားတယ်ပေါ့အဲ့ seed က9 seed ရတယ်အဲ့တော့ကျွန်တော်ရဲ့လေမှာသွားပြီးတော့ချမယ်ပေါ့နော်မျိုးစီသွားချမယ်ဆိုတော့ကျွန်တော်ပြေးပြီးတော့ကျွန်တော်လေမှာကျဲလိုက်တယ်ပေါ့နော်အဲ့ကျွန်တော်လေသမားကြီးလှုပ်တော့ပါဟဲဟဲဟဲနောက်ကျရင်လည်းကျွန်တော်ဒီထက်ကောင်းတဲ့ဗီဒီယိုကလေးနဲ့ပြန်လာခဲ့ပြီနော် brother တို့ကျွန်တော် subscribe လုပ်ခဲ့ဖို့တော့မေးတယ်ကျွန်တော် EV2 ကိုနောက်ကျသွားရတဲ့အတွက်တောင်းပန်ပါတယ်ကျွန်တော်ခီးထွက်နေလို့ပါဗျာကျွန်တော်ဒီမှာ nether bottle လေးတော့စောက်မယ်ဗျာ nether bottle ရဲ့တော့မနောက်လာဘူးထင်တယ်ဗျာသားတို့ဟုတ်တယ်မနောက်လာဘူးထင်နေတိုင်းပါပဲဆိုတော့ brother ကျွန်တော်ကူညီပေးခဲ့တဲ့အတွက်တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်တယ်ဆိုတော့ဒီနေ့ဗီဒီယိုလေး